သူကတော့ skin walker ပဲဖြစ်ပါတယ်သူ့ရဲ့ပုံသဏ္ဍာန်ကသမင်တစ်ကောင်နဲ့တူပြီးတော့လူတယောက်လိုမတက်ရက်နိုင်ပါတယ်ဗျသူဟာရုပ်ဖြတ်တာအလွန်တော်ပြီးတော့နွားကြက်ဝက်စတိစတဲ့အကောင်တွေပြောင်းနိုင်ပါတယ်ဗျနောက်ပြီးကျွန်တော်ကဒီဗီဒီယိုထဲမှာ skin walker ကြီးကိုတတ်နိုင်တဲ့လောက်နှိမ်နှင်းသွားမှာပဲဖြစ်ပါတယ်ဗျတတ်နိုင်တဲ့လောက်ပဲနော် bro တို့ okay ကျွန်တော်တို့ခုဝေါ်ရဲရောက်လာပြီကျွန်တော်တို့အဲ့ skin walker ကြီးကိုတတ်နိုင်တဲ့လောက်တတ်မယ်ပေါ့နော် okay ကျွန်တော်တို့တိတိအရင်စခုတ်ကြမယ်ကျွန်တော်ဒီကောင်ကြီးကိုပြောမှဆိုဒီကောင်ကြီးကကျန်းတယ်ဗျဒီကောင်ကြီးကိုတတ်လို့ရကြမှာတော့ပေါ့အကောင်ကြီးကပုံစံအမျိုးမျိုးလေးပြောင်းလို့ရတယ်ဗျကျွန်တော်တတိထားပြီးနေမှရမယ်ဟုတ်ပြီကျွန်တော်အခုတစ်ခုတ်တာနဲ့စရမယ်โอเคဝက်တွေကိုလည်းတတိထားပဲကွာတချို့ကောင်တွေက skin walker ဖြစ်နေတယ်โอเคကျွန်တော် picket ရဲ့ S ရဲ့လောက်ပြီးတော့ကျွန်တော်ကြောက်တုံးနေတော့တူအောင်ဆောတော့ဟိုနားမှာနှင်းနေရတွေးလိုက်တယ်လို့ဟောသွားကြည့်ရရှောက်ဖြုတ်ကုန်ဟုတ်တယ်ဟာမိုက်တယ်ဟေးနင်းပြင်ရရှောက်ဒီနေရာမှာတတိထားပြီးသွားမယ်ဗျအကောင်ကြီးတွေ့ share လိုက်โอเคတစ်တည်းရင်ခုတ်ထားရကျွန်တော်တစ်တည်းကအများကြီးလိုရင်လို့ဗျစခရင်ရလဲโอเคကျွန်တော်တစ်တည်းအများကြီးလိုတယ်ကျွန်တော်ဒီကတစ်တည်းရဘာကောင်ကြီးအိုးယောလန့်သွားပဲယောလာပြီပြီးဟာလိုက်လာပြီ Oh shit တေတော့မှာပဲOh shit စောစီတေတော့မှာပဲရောင်ကြီးပတ်ပြေးနေရပြီလို့လာတယ်ဟာလိုက်လာတယ်ဟာအပေါ်မှာတက်နိုင်တာဟာအိုးအဲ့လောက်ကြီးကြတော့မပြောတော့ဘူးလေအဲ့လောက်ကြီးကြတော့မပြောတော့ဘူးโอเคမရှိတော့ကပျောက်သွားရရှိသေးတယ်ဟာရေထဲမှာနစ်တယ်အိုးအဲ့လောက်ကြီးရတော့မပြောတော့ဘူးလေဟာကျောင်းထောင်းကျောင်းစင်မရမယ်ဒီကောင်ကြီးโอเคဒီကောင်ကြီးကိုတတ်လို့တော့ရခက်မယ်နဲ့တူတယ်အဲ့ကြောင့်ဒီကောင်ကြီးကိုပိတ်လိုက်တော့ရှစ်လာကြတဲ့ကသေတော့မလို့အတုံးနေရလည်းမရှိတော့ဟိုကောင်းလာသွားသေအောင်ပါဒီကောင်ကြီးကိုဘလို့အထဲထဲကောင်ဟိုကောင်ကြီးကဟိုရေနားမှာရှိတယ်ကွာနစ်နေပြီကောင်ကြီးဘယ်လိုလုပ်အောင်လဲကွာအကောင်ကြီးနာမသွားခင်တစ်တည်းရင်တော့ဟုတ်သေတော့မလို့ရအောင်ရင်အသေးလိုက်တာဒီဘေးကြီးရေထဲမှာတော့ရအောင်ရေထဲမှာတော့နစ်နေဟိုကောင်အဲ့တော့ငါတို့လန့်နေရတယ်ဒီကောင်ကြီးရတယ်တချင်းတန်နဲ့ဟာ skin walker ဆိုတော့သွားရှုပ်လို့တော့မရဘူးโอเคကျွန်တော်အကောင်ကြီးနာသွားမယ်ရေတော့ကူးနေဗျ
ဘလို့ဖြစ်နေတာဒီကောင်ကအိုးဒီကောင်ကြီးအပေါ်ကနေရိုက် जो बाकी सब बच्चे करती थी अपनी दादी माँ के तब उस बचपन में खेलने वाला कोई नहीं था मेरे से जब मन घबराता था जब रात को अंधेरे से डरती थी ဒီကောင်ကြီးကိုဘလို့လောက်အောင်ပါလဲ खूब बातें करती थी जब बाकी बच्चे दादी के लड़के बड़े प्यार से करते थे। जाने क्यों मैं चिढ़ जाती थी वो तो नहीं चिढ़ाती थी အော် उन्हें दादी नजर आती တေသွားပြန်ပြီ उनके लबों पे दादी का नाम सुन ဒီကောင်ကြီးကအဲ့ရေထဲမှာပဲနေနေတော့မှာကွာ मेरी आँख खिला ငါရေထဲကနေပြီးတော့တခါလေးပိတ်လိုက်မယ် तब से लेकर आज အဲ့တော့အကောင်ကြီး सबका इंतजार ထွက်လို့လည်းမရတော့ရေထဲမှာတနေကုန်ပိတ်ပါโอเคโอเคအဲ့ကြကောင်းတယ် आपकी कहीं कोई အကောင်ကြီးရေထဲမှာပိတ်လိုက်မယ်အဲ့ဒါဆို अपना जन्मदिन हम धूमधाम से मनाएंगे အကောင်ရေထဲမှာပဲလားမသိဘူးဟုတ်လားဟာမရှိတော့ဘူးကွာ अनानी के जन्मदिन की तैयारी जल्दी से शुरू कर पर माँ अनानी सत्रपा हमारी पोती मान गई है မရှိတော့ဘူးကွာဒီကောင်ကရေလဲကူးတယ်နော်ဟာငါအတုံးနေပြန်ရောင်းကောင်ကြီးကကျန်းနေဟာ समय बहुत कम है कि सारी तैयारियां जल्दी कैसे होंगी အပေါ်ကြီးကိုလည်းတက်လာသေးတယ်โอเค हमारा परिवार हमारे साथ है और तुम्हें पता है ခဏအကောင်ကြီးအကောင်ကြီးမတက်ခင်ဓာတ်တို့ဘာလို့လောက်ဟာမယ်မဟုတ်ရင်သေနေအောင်မယ် एक तो उसका नाम और दूसरे पे एक बात सही အစာလဲလိုရသေးတယ် बंदे का है ဩအားလေအဲ့ဒါအကောင်ကြီးကိုပြန်ရှာစောတာရေထဲမှာမဟုတ်လားကောင်အကောင်ကြီးလာသရှင်းတန်ကလန့်နေရတယ်ပိုလာပဲတွေကလည်းအများကြီးပဲစောတာဒီအောက်ပါနော်ဟာလာဟိုနားရသွားမယ် တွေ့တယ်ဟိုဘာလဲဟိုဒီပြရမှာလေဒီပါ ကျော်ပိုလာပဲရငါ့ကိုဘလိုင်းလိုက်လို့ဟာငါသူ့ကိုဘာမှလည်းမလုပ်ပါဘူးဟုတ်တယ်ဟာပိုလာပဲကြလည်းတစ်မျိုးငါဘာမှလည်းမလုပ်ဟာဒီကောင်ကြီးကိုဖမ်းဖို့တော့ခက်တော့ကွာအပေါ်တွေလည်းတက်တယ်တက်လို့တော့ရမှာမဟုတ်ဘူးဒီကောင်ကြီးကိုဖမ်းလို့လည်းရမှာမဟုတ်ခက်တယ်ဗျမီးရလည်းမရှိဘူးမီးနဲ့တက်လို့ရတယ်ငါ့ကိုဘာတိုင်းလို့လိုက်တက်နေကြရလဲကွာရောင်းဒီကောင်ကြီးအရန်ကျန်းတယ်ဘာမှလုပ်လို့မရတော့ဘူးโอเคဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲ bye bye ခက်တယ်ဗျဒီကောင်ကြီး